ထို့ကြောင့်ဗုဒ္ဓဘာသာဝင်များအများပြားနေထိုင်ရာတာချီလေ Grand တာချီလေသာသနာတော်ထွန်းကားတောက်ပလျက်ရှိတဲ့မြန်မာနိုင်ငံမှာလူဒန်းချင်းဆိုတဲ့ရိုးရာဓလေ့ကလူမှုဘဝရဲ့အရေးအကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်ချစ်စပွဲအလေးထားပြုမှုလေးရှိကြပါတယ်။ထို့သောအလူဒါနမျိုးမျိုးထဲမှာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအနေနဲ့သားမွေးရှင်ပြုသမီးမွေးနာသဟုသောသာသနာပေါင်းသို့သွင်းပေးတဲ့ရှင်ပြုနာသအလူတော်မင်္ဂလာကိုမိသားစုတိုင်းမဖြစ်မနေပြုလုပ်လိုကြတဲ့စိတ်ကူးအိမ်မက်တွေကိုတော့နှလုံးသားထဲမှာထိမ့်သိမ်းထားလေးရှိကြပါတယ်။အလူပွဲတွေကိုကျင်းပတဲ့အခါမှာလည်းမန်တိုင်ကြီးများကိုဘုံ9ဆင့်ဖြင့်နတ်ဘုံနဲ့နန်ကြီးကဲ့သို့ခမ်းနားထေဝါစွာတိဆောက်ကြပြီးစင်မြင့်တွေချမ်းရန်ကပါလသမီးလယတနာများကိုသာသနာပေါင်းသို့သွင်းပေးခြင်းဖြင့်ကုသိုလ်တရားများစုဆောင်ရရှိစေကနောင်ဘဝအရေးအတွက်လည်းစိတ်ချမ်းသာစေမည်လို့ယုံကြည်လက်ခံထားကြပါတယ်။ထို့ကြောင့်ဗုဒ္ဓဘာသာဝင်များအများပြားနေထိုင်ရာတာချီလိမ့်မြို့ရဲ့ဂုဏ်သိက္ခာကိုကိုးစားပြုရန်ယခုနှစ်ရဲ့အမျိုးသားဝတ်စုံကိုမြန်မာအမျိုးသမီးပြိုလေးတူရဲ့နာသအလူတော်မင်္ဂလာပြုလုပ်နေတဲ့အလှတရားနဲ့ရိုးရာဓလေ့ကိုအခြေခံကအသွင်ယူဖန်တီးထားခြင်းပဲဖြစ်ပါတယ်။တွေ့ခဲ့ရတဲ့အမျိုးသားဝတ်စုံကိုတော့ဒီဇိုင်နာအောင်ခိုင်ဦး AK Collection မှဂုဏ်ယူစွာဖြင့်ဖန်တီးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ Miss Grand တာချီလေ Miss Grand တောင်